တခါတော့ကမြန်မာပြည်ကဗိုလ်ချုပ်3ယောက်ဟာရုရှားကိုစီဝေးသွားမှာလေယာဉ်မြန်ပြတ်ကျပြီးတော့လူရိုင်းတွေနေတဲ့ကျွန်းတစ်ကျွန်းပေါ်ကိုရောက်သွားတဲ့အကြကြတော့ဒုချုပ်မှုရေကျွန်တော်ဒီမှာဟောဘာမဲလို့ကျွန်တော်မတတ်ပါနဲ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 ့ဗျာတောင်းပါနဲ့ကျွန်တော်တောက်ချမ်းလာပြီပါကျွန်တော်တောက်ချမ်းလာပြီပါဗျာအဲ့ဒါဆိုမင်းတို့ကစမ်းသပ်မှုတစ်ခုပေးမယ်အဲ့စမ်းသပ်မှုအောင်မြင်မင်းတို့အသက်ရှင်ခွင့်ရမယ်ဟိုးတော်တဲ့ကကြိုက်တဲ့ဒီဆယ်လုံးခူးလာခဲ့ဒီဆယ်လုံးကုန်တဲ့အထိမင်းအတန်မထွက်ရင်အသက်ရှင်ရမယ်ဒီမကုန်မဲနဲ့အတန်ထွက်ရင်မင်းသေရမယ်ကိုယ်ပဲလဲပြီးမင်းကုန်that's it go ပြောင်းမဲလို့မင်းကနောက်ဆုံးတစ်လုံးမင်းပြင်နဲ့ထည့်ပြီးသွားတယ်မင်းအသက်ရှင်မဲ့ဟာကိုဘာဖြစ်လို့မင်းထားယူလိုက်တာလဲအကြကြတော့ဒုချုပ်ကြီးမှမမြင်လိုက်တာကိုအဖတက်ချုပ်ထမ်းလာတာတွေးသီးတွေဗျာတွေးသီးတွေဗျာVictory Sphere တော်ပါဗျာ